စတာ49ကနေ50တော်ရတဲ့ပွဲလေးပေါ့တော်တော်လဲမစော့ရဲတအားကြပြီမီးရလဲပြက်အဲ့ဒါနဲ့ဖုံးရလဲမခံတာလဲမစော့ဘဲနဲ့ထားတယ်ခုမှ50ကိုပြန်ရောက်ပါတယ်ဆိုတော့ EAB နဲ့စော့ပြီးထိုက်ရမှာဂလူးအစပိုင်းကျတော့ ACပဲ35စက္ကန့်မှာကောကဖက်ပလက်ပေးလိုက်ရရှော့မကြည့်ဒီမှာနှစ်ကောင်တစ်ကောင်လာပြင်းတယ်ဂလူးကငေါဂလူးပတ်စနဲ့ဆိုတော့ငါလည်းတွေးပြန်တက်တာနဲ့ဂလူးကိုအမှပြန်မေးဟာဘူးစားပါလာပြင်းတော့မှနှစ်ကောင်တစ်ကောင်ရှာအမှဂလူးကိုရတယ်ဟာဘူးစားပါတေကန်နီလို့ဖလက်ကစကေးဝမ်တော့နဲ့လွဲသွားတယ်မှဟီတိုဂိတ်ပြန်ပေးလိုက်အောင်ငါဟာဘူးစားတက်တာနဲ့ဟာဘူးစားတေးသေးလေးပဲလို့တော့ပြန်ပေါ်လာတော့မဆမန်နဲ့တန်နဲ့အောက်မှာအနိဘက်ကမဆမန်နဲ့တန်တော့ဟီတိုဂိတ်ပြန်ခဲ့ဒီမှာအနိဘက်ကဂလူးကိုကောတက်ခွာတော့ကောတော့မလွတ်တော့တေသွားပြီတော့စီလိုရမြားနဲ့ကိုရတော့ဝင်မယ်ဆိုပြီးတော့ဝင်ချတာမှ3កော်ဆိုတော့ပြန်ပြေးတန်းတခါလေနောက်လက်မကြည့်ပြေးတာပြေးဆိုပြီးပြေးတာပဲနောက်ကိုလက်မကြည့်နောက်ကဂလူးကလိုက်အနီဘက်ကဟာဝစားကိုဘက်ကရက်ဘက်ကိုလာကြိတ်တာနဲ့ကိုရတဲ့မှာအစချင်ဖောင်နဲ့ဝင်ကြိတ်တာမှ3កော်တကောင်ဝင်ပြေးမနေ့တော့တေကန်လေးလို့သွေးကန်နဲ့ဖြည့်တော့မှငါပြန်သေးရောဟီရိုကနောက်ကလေးလျာပဲရောက်ချက်လာနဲ့၄កော်သေးအမှတတဲတော့ရသွားတဲ့ဟိုက်ပါတော့တတဲရသွားတော့မှတန့်ဖောင်နဲ့မှပြန်ပြင်းနှစ်ကောင်စလုံးစတန်းပြီးတော့ပြန်ပြင်းနေအမှဟာဝစားဝင်ပိုင်းနဲ့မရတော့ဂလူးကငါစတန်းနဲ့ကြောင့်ဘလို့မှမလို့တော့ဟာဝစားဘလူးကတည်းပြေးသွားတော့ငါဖလီကန်နဲ့လိုက်တာမမီဘူးဒါမဲ့အနောက်ကကောရောက်ချက်လာပြီးစကေး1 3မိအဲ့ဒီမိတ်တော့ဟာဝစားစကေး2 3နဲ့မလို့တော့ကောနောက်ပြန်သွားတယ်တခါသေးဒီမှာကြောင့်တန့်ဖောင်နဲ့ဂလူးကိုစတန်းနေရကြတော့ဂလူးကတက်ခွာလို့မရအမှတက်ခွာလို့မရနဲ့ကောအဲ့ဒီမိတ်တော့လာတယ်ဂလူးကတခါလေးရှော့မဆမန်ကိုမြင်မို့အဲ့ဒီစောက်နေမဆမန်နဲ့တန့်နဲ့ရှိနေတယ်ငါမစကေး2ဖလီကန်နဲ့ဝင်ချပြီးတော့မဆမန်ဆက်ချင်ဖောင်နဲ့ကြိတ်မဆမန်ဖလီကန်နဲ့ပြေးလဲမလို့တော့နောက်ကတန့်လဲမဆမန်စေဒါမဲ့မရအောင်ငါလက်ကမလို့အမှကိုဘက်ကဟိုင်ဘာပဲရောက်ချက်လာပြီးတော့နှစ်ကောင်ပေါင်းတက်တာရောက်တာပါသေးမနေ့တော့ပါသေးဒီလောဘတဲ့မှာကျအနီဘက်ကတေနေတော့လော့ကေးနေတာအမှအနီဘက်ကတန့်နဲ့ EAB နဲ့မေးနဲ့ရောက်ချက်လာတော့မှ3កော်လို့ပြန်ပြင်းလောတော့ငါတို့ဘက်ကရပြီးတော့လော့လေးရပါသေးတယ်ဒီမှာကျမဆမန်ဝါကောပြနဲ့ကိုရတာဝါဒိတ် accession phone နဲ့ဝင်ချိတ်မဆမန်ပြေးဖို့တဲ့ဘာမှမကြံတာနဲ့ကိုရ accession phone နဲ့ပဲအဲ့ဒီမိတ်3မြတ်တခါလေးတက်ပြီးတော့ဝါကောပြန်ပြဒီမှာကိုရသေးတယ်ဒီဘက်က3កော်ကိုဘက်က hyper တော့မဲနဲ့တန့် flicker အဲ့ဒီမိတ်ဆိုရပုံမှန်ဒီမဲမှာကျဲပြီးတော့3កော်ရှော့အဲ့မှာမန်နတော်ကနောက်ကျမှရောက်ချက်လာတဲ့မန်တော်ကတခါလေးရှော့4កော်ရှော့ဒီပြည်မှာကျတော့တန့်လေ flicker နဲ့ဝင်မယ်ကိုရတန့် phone နဲ့ဝင်မယ်ပြီးတော့စတန်ပေးတာနဲ့မှ3កော်ရှော့အဲ့မှာ4កော်ပြန်ရှော့လော့ရှော့ပြီးတော့တောင်အောင်လေးပဲကိုရှော့ပဲအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်